ပျောက်ဆုံးခဲ့တဲ့အနက်ရောင်တီရှပ်တစ်ထည်အောက်တိုဘာအကုန်နိုဝင်ဘာအစနေ့ရက်တွေဆိုငါဟာနဲ့သမီးပုံမြင်နေတဲ့မှာပေါဝင်လေးရှိတတ်တဲ့ခက်ခိုက်တုံအောင်အေးစေးတတ်တဲ့နှင်းညတွေကိုတတိယလာမိတယ်ပြီးတော့ငါတို့အားလုံးကိုလွမ်းစေတဲ့မောင်မောင်ညွန့်ရဲ့တစ္ဆာဆိုတဲ့တခြင်းနဲ့တသားလန်းမိတိုင်တွေကနေမိတွေတပွင့်ပြီးတပွင့်လင်းလာတာကိုလည်းမြင်အောင်လွမ်းဆွမိတယ်လေနီချမ်းဟာစပိန်စီလာတဲ့ငါ့ကိုဖျက်တိုက်သွားပြီးငါစောင်းလာတဲ့အုတ်ထုပ်လေးကိုနောက်မှကျွတ်ကြကြံစေခဲ့တယ်ငါသွားပြန်ကောက်တော့လမ်းပေါ်မှာသွေးဆက်လက်နဲ့ချီရတွေဒီချီရတွေကအနာဂတ်ကလာတာဆိုတာကိုတော့ငါပဲသိနိုင်ပါအောင်မလဲမမောင်ရင်ဖျောင်းနိုင်သွားဝေထားအောင်မိကအခုထိမလာသေးဘူးလို့အမေပြောလို့ငါလည်းအိမ်ထဲဥတီပြီးသားစပိန်ကလေးကိုနောက်ပြန်လှဲလို့ရက်ွက်တဲကဆိုင်ကလေးစီနင်းသွားမိတယ်စောင်းညက်နေတွေကနေရာကိုအမောင်နဲ့တဲ့အစောကြီးဆွဲချလိုက်တယ်မြောက်ရက်စီကနေရောက်လာခဲ့တဲ့စောင်းလေးအေးဟာငါ့ကိုနှက်ခမ်းတွေကိုခြောက်သိသွားစေခဲ့တယ်ဂျင်းကြကင်အဟောင်းလေးကိုဆွဲစိတ်လိုက်ပေမဲ့အေးတက်ကဂျင်းကြကင်ကိုဖောက်ပြီးငါ့ကိုယ်ထဲဝင်လာခဲ့တယ်အဲ့ဒီကာလာတွေမှာငါအဖိုးတွေဆုံးပါသွားခဲ့ပြီငါအဖေလည်းသူ့တိုက်ချက်တွေကိုစွန့်လွတ်ပြီးခဲ့ပြီဒီတော့မနက်ခင်းဆိုငါကြောက်အော်တန်တွေနဲ့မနိုးထလာရတော့ဘူးပေါ့အိမ်ရဲ့ဝင်ရနာလျန်းပေါ်မှာတော့ငိုင်မီးနေတဲ့ကြောင်ကလေးတွေတော့ရှိနေသေးပဲငါချစ်တဲ့ခွေးလေးတွေကလည်းစောင်းရဲ့အေးတဲ့ကြောင့်လှေကားချင်ရင်မှကွေးကွေးကလေးတွေအိတ်နေကြတာငါသူတို့ကိုကြော်ခွာလိုက်တော့ခေါင်းထောင်ပြီးငါ့ကိုထားကြည့်ကြတာပြီးတော့ပြန်အိတ်သွားခဲ့ကြတယ်မြူတွေကတော့ရှေ့ကိုဘာမှမမြင်ရအောင်ဖုံးထားခဲ့တာအဲ့ဒီတော့ငါခင်စုံမြင့်ရဲ့ကြပြားတွေကိုမဖတ်ဘူးသေးဘူးဒီတော့ခင်စုံမြင့်ရဲ့စောင်းဆိုတဲ့ကြပြားကိုလည်းငါရတာမခံတတ်သေးဘူးပေါ့အဲ့ဒါအရေးခင်းကြီးနဲ့ဘယ်နှစ်အကွာမှလဲငါပြန်မတွေးကျင်တော့ဘူးဒါပေမဲ့ငါဦးလေးတယောက်မုံမုံနဲ့ပြောသလိုပေါ့ဟက်ကောင်ဖြစ်လာမှာကဖြစ်လာမှာပဲဖြစ်လာမှာကဖြစ်လာမှာပဲတဲ့ဒီစကားဟာအနာဂတ်ကိုရည်ရွယ်ပြောမှန်းလဲငါမသိအဲ့ဒီကာလာတော့ငါမှရှိနေတဲ့တူရီသောစိတ်ကူကတော့အနက်ရောင်တီရှပ်တွေကိုရသလောက်ငါစူဆောင်းထားဖို့ပဲအနက်ရောင်ကိုတော့ငါချစ်တယ်ရှေးတန်နာကြီးရဲ့အဆိုအရအနက်ရောင်ကလှုပ်ဝက်တက်ခြင်းနဲ့စွမ်းအားကြီးခြင်းနဲ့ဒါပေမဲ့အနက်ရောင်ရဲ့အခြားအတိတ်ပဲတစ်ခုကတော့ဝမ်းနည်းခြင်းနဲ့ငါငယ်ငယ်တုန်းကဖတ်ဖူးတဲ့စာအုပ်တွေထဲမှာတော့တင်မင်းကိုအနက်ရောင်နဲ့ပုံပေါ်ထားတာမြင်ခဲ့ရတယ်အနက်ရောင်ကတနေ့တာရဲ့ပြီးဆုံးခြင်းအမောင်တို့ပြီးတော့လှုပ်ဝက်အပ်သောအရာတွေဖြစ်ပေါ်ခြင်းပေါ့အမောင်တို့ကိုတော့ငါမကြိုက်ပါဘူးငါတငယ်ချင်းတယောက်ရဲ့အဖေကိုမှောင်စပြိုးချိန်မှာပဲလူ3ယောက်ကသူ့အိမ်ရဲ့ပြန်လမ်းမှာစောင့်ခေါ်သွားကြတာသူ့အဖေလည်းပြန်မလာခဲ့ဘူးဒီကောင်လည်းငငယ်ရွယ်ရွယ်နဲ့အဖမဲ့ဖြစ်ခဲ့တာပေါ့ငါမျိုးကအကိုကြီးတချို့ကိုလည်းဒီလိုမှောင်စပြိုးချိန်မှာပဲချောဆွဲတယ်ဆိုပြီးခေါ်ဆောင်သွားခံခဲ့ရတာသူတို့လည်းပြန်မလာခဲ့ကြဘူးကဘာကြီးရဲ့အစွန်အဖျားနာတိအကျိုးပြတ်စွန်နေလို့သူတို့လွန့်စင်သွားကြတာဖြစ်ကောင်းဖြစ်မှာပေါ့ဒါမှမဟုတ်လေဒီတိုင်းပြည်ကြီးရဲ့တနေရာမှာအင်ကိုလွမ်းဆွရင်းနဲ့ပဲပျောက်ဆုံးသွားခဲ့တာဖြစ်ကောင်းဖြစ်မှာပေါ့ကိုအချောက်ဆိုတဲ့ငါချစ်တဲ့အန်ဒီမတန်းကြီးရဲ့သားတယောက်အိမ်ကနေစွန့်ခွာသွားတာကလည်းအဲ့ဒီလိုမှောင်ရီဝိုးတွားမှာပေါ့အမောင်တူးကရောအနက်ရောင်ကိုစားပြုတ်သလားဘာပဲဖြစ်ဖြစ်အနက်ရောင်ကိုတော့ငါချစ်တယ်အနက်ရောင်တီရှပ်တွေကငါငယ်ဘဝအတွက်တော့ငါ့ကိုဖမ်းစားနိုင်ခဲ့တဲ့အရာပဲပြီးတော့အနက်ရောင်ကြီးကွမ်းနေနဲ့သူတို့ရဲ့လှုပ်ဝက်တဲ့မျက်လုံးတွေလူတယောက်ကိုကြောစိတ်သွားလာအောင်သူတို့စိုက်ကြည့်တတ်ပုံတွေဒါပေမဲ့ငါတိုင်းပြည်ကိုဖုံးလွှမ်းထားတာလည်းအဲ့ဒီနတ်မောင်သောအနက်ရောင်နဲ့အနက်ရောင်အမောင်တူနောက်ကအမာနဲ့ရဲ့မျက်လုံးတွေဆိုတာကိုအဲ့ဒီတော့ငါမသိခဲ့ဘူးနုံရဲ့အောက်ခြေလိုအနက်ရောင်ငါတို့မျိုးကလူတွေသွားခုန်ကြတဲ့12ပေကန်ရဲ့အောက်ခြေလိုအနက်ရောင်ငါတိုင်းပြည်ကမီးလောင်ပြီးစားမြေလိုနတ်မောင်သောအနက်ရောင်ဆိုတာငါမသိခဲ့ဘူးအရွယ်ရောက်ချိန်မှာတော့ငါကြိုက်ကြီးကြိုက်ခဲ့တာက Blood Swan ရုပ်ရှင်တွေက Natalie Portman ရဲ့မျက်ကွင်းအနက်တွေပြီးတော့တေကာနီးမှာသူကသွေးအမဲတွေအန်ခဲ့တယ်ဆိုတဲ့အရက်ထဲကလူတယောက်ရဲ့တေဆုံးခြင်းကိုလည်းငါစိတ်ဝင်စားမိခဲ့ဘယ်ချိန်ဒီမှာငါတို့ဘဝတွေသွေးအမဲတွေအန်ကြအောင်မလဲအချိန်ကာလရဲ့ယူတရားပုံကတော့တိမ်တွေလိုမြင်ကွင်းထဲမှာနှင်းနှီးကွေ့ကွေ့တခုခုရဖို့ကိုတော့ငါတို့အကြာကြီးစောင့်ဆိုင်ခဲ့ကြရတယ်စွန်လေးတစ်စုံရဖို့ငါတို့စောင့်ခဲ့ကြရတယ်ဒါပေမဲ့ငါစွန်လေးကောင်းကင်မော်စတက်နေချိန်မှာပဲအနက်ရောင်ခုတ်စွန်တစ်စုံကငါစွန်လေးကိုဖျက်ချသွားခဲ့တာငါမျက်ရည်တွေကရောအဲ့ဒီတုန်းကဘာရောင်ဖြစ်ခဲ့သလဲဘာပဲဖြစ်ဖြစ်ငါတို့စောင့်ဆိုင်ခဲ့ကြရတယ်အချစ်နဲ့တွေ့ဖို့ငါတို့စောင့်ဆိုင်ခဲ့ရတယ်အမွှေးမြင်တွေပေါက်လာဖို့ငါတို့စောင့်ဆိုင်ခဲ့ရတယ်ဘဝရှင်မင်းတရားကြီးရဲ့အလိမ်ညာတွေကိုမြမတင်တင်မြင်ရဖို့လူတို့အောင်ကြောင်းမှုဖြစ်ဖို့ကိုတိုင်းပြည်အလံကိုလမ်းလေကောင်းမှာမိပုံရှို့ဖို့လမ်းလေကောင်းမှာပြပြဝတ်သွားအောင်ခေါင်းကိုစစ်ဖက်နဲ့အနှင်းခံထားရလဲသူရဲ့လိမ့်လိမ့်ကြားကချစ်တဲ့သူစီကိုလှမ်းပြုံးပြဖို့
တနက်အစစ်နဲ့တကယ်ပြစ်နေတာဟာလို့အံ့ဩတကြီးထက်ဖြစ်ရင်လမ်းလေကောင်မှာကြောင်အားနေတော့အတွေ့အကြုံရှိတဲ့တယောက်ရဲ့လက်ဆွဲခေါ်သွားတာကိုခံရဖို့တမရဲ့အလိမ်ညာတွေကိုအစွန်းထင်းနေလို့ငါတို့တရွေးတွေနဲ့ပြန်ချစ်ဖို့ငါတို့ဆောင်ဆိုင်ခဲ့ကြရတယ်အနဲ့ရောင်တီရှပ်တစ်ထည်ရဖို့ငါဆောင်ဆိုင်ခဲ့ရတယ်လို့ပေါ့တက်ကလို့တက်တော့ငါမှအနဲ့ရောင်တီရှပ်လေးတချို့ရှိခဲ့ပြီးငါအနဲ့ရောင်တီရှပ်လေးမှာအယိုးကောင်းမှာမီးတောက်နေတဲ့ပုံလေးပါတယ်ငါအကြိုက်ကြီးကြိုက်ခဲ့တာပေါ့ငါဖေကတော့မင်းကလည်းကွာလို့ငါ့ကိုစိတ်ညစ်တဲ့လေတံနဲ့ပြောတယ်ငါရဲ့နောက်ထပ်အနဲ့ရောင်တီရှပ်တစ်ထည်ကတော့ V shape နဲ့လက်ရှည်လေးဒီနှစ်ထည်ကိုပဲငါအကြိမ်ကြိမ်ဝတ်ခဲ့တယ်ဒီနှစ်ထည်ဝတ်ပြီးတော့ပဲကောင်မလေးတယောက်ရဲ့အဆောင်ရှိမှာဇုံဝန်းထရဲ့ငါရင်ခွင်ကိုတချင်းကိုဂီတာနဲ့ငါသွားဆိုခဲ့တယ်ဒီအနဲ့ရောင်တီရှပ်လေးဝတ်ပြီးတော့ရံမွဲတွေထဲငါပါခဲ့မိတယ်အသေးကွဲတော့လည်းဒီအနဲ့ရောင်တီရှပ်နဲ့ဆောင်းအုံတူရဲ့အစ်စိန်သောညနဲ့ကြည်တယ်ဘောလုံးပွဲတွေကိုတွားကြည့်တော့လေဒီအနက်ရောင်တီရှပ်လေးနဲ့အောက်တိုဘာအကုန်နိုဝင်ဘာရဲ့ဆောင်းညတွေမှာလည်းငါဟာဆွဲတာအနက်လေးနဲ့ကျောင်းမှာကောင်မလေးတယောက်ကိုငါကြိုက်တုံးကလည်းရီးစားစာကုန်းကမှင်အနက်နဲ့ရေးခဲ့တာအဲ့ဒီမှာတာယာမင်းဝင်ရဲ့ရင်မာလွမ်းရင်းမြော်တိုင်းမြင်လုံးလို့လက်ညှိုးညွန်ရသူဖြစ်ပါစေတာအရှင်ဖျားဆိုတဲ့စာသားလေးကိုငါထည့်ရေးခဲ့တာပေါ့ဒါပေမဲ့ငါပြန်စာမရခဲ့ဘူးသူကောင်းမှာစီးထားလေးရှိတဲ့ပဝါအဖြူလေးတော့ငါပြန်ရခဲ့ဒါပေမဲ့သူနဲ့ငါကြားအနဲ့ရောင်တိုင်းနေချထားမှန်းတော့ငါနားလေစားပြုတ်နေခဲ့တာပေါ့လူမွဲလေးရအချင်းနဲ့ဝေးရစီတကူးတကသွားခဲ့ရတယ်လို့ငါအခုပြန်ပြောရင်ဇက်နာတာဖြစ်တော့ပြီမဲ့ဒါတွေတကယ်ရှိခဲ့တယ်ငါအောင်လေးပြောခဲ့တယ်လို့ပေါ့ဟက်ကောင်ဖြစ်လာမှကဖြစ်လာမှာပဲဖြစ်လာမှကဖြစ်လာမှာပဲဆိုတဲ့စကားကိုအဲ့ဒီတော့ငါပြန်ကြားရောင်မိခဲ့တယ်ငါကြောင်းအင်းကြီးအဖြူလေးလဲတဖြည်းဖြည်းညစ်သေးခဲ့သူနဲ့လမ်းမှာပြန်ဆုံတော့သူရဲ့အမုန်းတရားပါတဲ့ခက်လောင်လောင်ပြုံးကိုငါမြင်ခဲ့ရငါမျက်လုံးတွေမှိတ်ချလိုက်တော့မြင်ကွင်းတွေအားလုံးကိုအနက်ရောင်ကွင်းပြင်ကြီးကပုံလန်းသွားတယ်တငယ်ချင်းတယောက်ကဟက်ကောင်လမ်းလေကောင်ကြီးမှာဘာလုပ်နေတာလဲဆိုပြီးပခုံးကိုလှမ်းပုတ်လိုက်တော့ငါရိုင်လဲသလိုဖြစ်သွားခဲ့တာစောင်းရသည်ဆိုပေမဲ့အပူချိန်ကငါတကူတဲ့ကိုကွက်ပြီးဖိတ်ဆင်နေခဲ့တာငါမူးတောက်တဲ့အရက်က Grand အမဲတွေအဲ့ဒီညမှာငါဆိုင်ငယ်မောက်ခဲ့ဆိုင်ငယ်လက်ကင်ကဂျင်းညီနဲ့အောက်ကတီရှပ်အမဲကိုပါပြဲထွက်သွားစေခဲ့တယ်ညနဲ့တဲ့အမောင်ကြီးထဲမှာလမ်းဘေးမှာငါအကြာကြီးလဲနေမိခဲ့ထူပေးသူတွေရောက်လာတော့ကျွန်တော်တီရှပ်လေးပြဲသွားပြီဗျာလို့ငါပြောမိခဲ့အဲ့ဒီတီရှပ်ကိုလည်းအဲ့ဒီတုန်းကအချစ်လို့ငါဆွန့်လွတ်ခဲ့ရပြန်တယ်နှစ်တရာကမ်းမောင်းကိုတိုက်စားသွားတဲ့မြည်ရည်လိုမျိုးငါတို့မှတ်ဉာဏ်တွေကိုလည်းတိုက်စားသွားခဲ့တယ်တီရှပ်အနက်တွေကိုငါစိတ်ကြိုက်သိမ်းနိုင်တဲ့အရွယ်ရောက်လာတော့ငါမဝေးဖြစ်တဲ့တီရှပ်အနက်ရောင်တွေကပိုများလာခဲ့အယိုးကောင်းပုံစံနဲ့အနက်ရောင်တီရှပ်တွေငါနားမလဲတဲ့လက်တင်စာတွေပါတဲ့အနက်ရောင်တီရှပ်တွေငါယူသွမှုကိုသိလို့ငါကောင်မလေးလက်ဆောင်ပေးလေးရှိတဲ့တီရှပ်အနက်တွေပြီးတော့ဒီတိုင်းအလွတ်တီရှပ်အနက်တွေပခုံးပေါ်မှာငါချစ်သူရဲ့မျက်ရည်တွေစွန့်ပေးဘူးတဲ့တီရှပ်အနက်တွေနောက်တော့ငါတီရှပ်အနက်ရောင်တွေပေါ်မှာပဲလူတို့အုံကြွားမှုကြီးကတကယ်ဖြစ်လာခဲ့တယ်ငါလည်းအနက်ရောင်တီရှပ်ကိုခေါင်းမှာပတ်ပြီးမျိုးထဲထွက်တော့နတ်မောင်နဲ့တနက်ပြောင်းဝါတွေကကြီးကန်းနေရဲ့မျက်လုံးတွေလိုငါတို့ဘဝတွေကိုချောင်းမြောင်းနေခဲ့တာငါမြင်ခဲ့ရတယ်ရန်ကုန်မှာတားရဲလာတချင်းပေါ်မှာသွေးတွေစွန့်ပီသွားခဲ့တယ်ငါအောင်ချင်းရဲ့ကြပြားတွေကိုအော်ယူရင်ငါမုန်းတဲ့တိုင်းပြည်ကြီးထဲမှာငါတို့ဘဝတွေဘလို့များအရွယ်ရောက်လာခဲ့တယ်လဲဆိုတာကိုစဉ်းစားနေခဲ့မိတယ်ပြီးတော့ဘယ်တော့မှငါတို့ဘဝတွေစီကြာလာမှာမဟုတ်တဲ့နှင်းတွေကိုလည်းငါဟာတစ်လျှောက်လုံးမျှော်လင့်နေခဲ့မိတယ်ငါညီလိုချစ်ခင်ရသူတယောက်ကတော့အနက်ရောင်တီရှပ်လေးကိုဝတ်ဆင်ရင်းနဲ့ပဲမြန်မာပြည်မြောက်ပိုင်းကိုခရီးထွက်သွားခဲ့တာနောက်ထပ်တယောက်ကတော့တောင်ပေါ်ကကျောင်းဆရာလေးဖြစ်သူ့ဘဝကိုအသွင်ပြောင်းခဲ့တယ်သူတို့မှလည်းအနက်ရောင်တီရှပ်လေးတွေကိုယူသွတ်ဖူးတဲ့နှစ်ကာလမျိုးဘဝတစ်ခုမှာရှိခဲ့ဘူးမယ်သူတို့ရဲ့နေ့စဉ်ရက်ဆက်ဘဝတွေကိုလိုက်ကြည့်ရင်ငါလည်းနေ့စဉ်ဖြစ်တည်မှုတွေကိုပိတ်မိသွားတယ်ငါဘဝကိုပဲဥလိုက်သေးလိုက်ရီမောလို့အပြင်မှာတော့မဲမောင်သောမိခိုးလုံးတွေကငါတို့ဘဝတွေကိုလေးဘက်လေးတန်းကပတ်ဝိုင်းထားခဲ့တယ်ဒီလိုနဲ့လူတို့အုံကြွားမှုကရှေ့စီတလှမ်းချင်းတိုးရင်းနဲ့အမိတ်စာရဲ့အမွှေးမြင်တွေကိုလောင်ကျန်းလူထိရောက်လာခဲ့တယ်နောက်တော့လူအုပ်ကြီးစီကြီးကန်းနေလို့ထိုးဆိုင်ရောက်လာခဲ့တဲ့ကြည်စံတွေအဲ့ဒီကြည်စံတွေကအနက်ရောင်တီရှပ်များစွာကိုပေါက်ထွက်သွားစေခဲ့ပြီးငွေရည်သောဘဝများကိုလူယူသွားခဲ့တယ်လမ်းပေါ်မှာအနက်ရောင်တီရှပ်တစ်ထည်ဟာခဝဝေးအထိလွန့်စင်သွားခဲ့တယ်လူတယောက်ဟာမီးတောက်တွေကြားမှာပဲအနက်ရောင်အတန်ကိုလွှင့်ထူလိုက်တယ်သဲအိတ်တွေဖွာထွက်သွားပြီးအနက်ရောင်အလံလေးမြေပေါ်ဝဲကျလာတာကိုလည်းငါလည်းမြင်ခဲ့ရတယ်မီးခိုးလုံးတွေကမြို့ကိုဖုံးသွားတော့မှအတိုင်းထိုးတက်နေခဲ့တာအဲ့ဒီမီးခိုးလုံးတွေထဲမှာအနက်ရောင်တီရှပ်များစွာလဲလွန့်ပါနေကြပေါ့မုံတိုင်းကြောင့်လေပေါ်မှာတဝဲဝဲလေနေတဲ့အနက်ရောင်တီရှပ်တွေသူတို့ဘယ်ချိန်ပြန်ကြလာမှလဲ
သူတို့ကဘယ်အထိလွတ်စင်သွားကြမလဲမိုးကုတ်စဝိုင်းရဲ့အစွန်အဖျားအထိလားတက်တန်ရဲ့အနောက်အထိလားငါမသိဘူးငါကောင်းကိုရမ်းလိုက်တော့ငါဘဝကိုပြန်စားနိုင်တဲ့အက်ဆစ်တန်နဲ့မျက်ရည်တွေပါလေထဲလွင့်သွားခဲ့ကြတာငါတို့ကအောင်ခင်းမြင့်စာသားတွေကချာလီကိုပိုင်းလို့ခဲ့ကြတယ်ချာလီရေကောင်းလို့ရထားတော့ဟေးလို့ငါတို့အားလုံးဝိုင်းတော်ပေမဲ့တီရှက်အနက်ရောင်နဲ့ချာလီကလည်းဘယ်တော့မှမကြားနိုင်တော့ဘူးချာလီလည်းခစ်ဆိုးကြီးရဲ့ပျောက်ဆုံးသွားခဲ့တယ်ငါတို့လည်းအော်တန်တွေကိုရီပွဲဖွဲ့ကြဖို့ပြန်ကြိုးစားခဲ့တယ်ဘယ်မှာလဲငါတို့ဘဝတွေငါလည်းမေးဦးမထုတ်မိအောင်တတ်နိုင်သလောက်နေခဲ့နှကန်းမွေးကိုအရှိထားဖို့ကြိုးစားခဲ့အပြစ်ရှိတဲ့မျက်လုံးတွေနဲ့မျက်နှာချင်းမဆိုင်မိအောင်ကြိုးစားခဲ့တီရှက်အနက်ရောင်လေးကိုထုတ်ဝတ်တိုင်းတော့ငါမိစ္ဆာရဲ့ရည်တန်တွေကိုပဲကြားရတတ်တယ်အဲ့ဒီတီရှက်အနက်ကလေးဟာလေထဲမှာလွတ်နေစေတီရှက်လေးပဲလားငါကောက်ယူတင်ဆဲခဲ့တာလားဘသူရဲ့ရိုးပြာနဲ့ဘသူသွေးတွေစွန့်ပေးခဲ့တယ်လေမိကွန်းတွေကငါတို့ကိုပုံမရှုပ်ထွေးစေခဲ့ပြီးငါမျက်ညံကိုအရှင်ပြင်းပြင်းနဲ့ဝင်တိုက်သွားခဲ့တယ်ငါလည်းအမောင်တူထဲမှာပဲနှင်းရည်လှုပ်လိုက်អော်ခဲ့ညအမောင်မှာစိန်လိုတလက်လက်တောက်ပနေတဲ့ခစ်ဆိုးကြီးတွေကမျက်ရည်ဝင့်များကိုရှာခဲ့နှင်းစီဖြူရဲ့အဝေးကလူတယောက်တချင်းကိုပဲနေ့စဉ်နေ့များနားထောင်ရင်မရောက်လာသေးသောစောင်းညများစီကအေးစိမ့်မှုကိုကြိုတင်ခံစားခဲ့လမ်းပေါ်မှာတော့တီရှက်အနက်လေးတစ်ထည်လွင့်ကျနေပြီးနောက်ထပ်တီရှက်အနက်လေးတစ်ထည်ကတော့လူမသိသူမသိနဲ့တိတ်တိတ်ဆိတ်ဆိတ်ပျောက်ဆုံးသွားခဲ့တယ်အနက်ရောင်ကလှုပ်ဝက်တက်ခြင်းသဘောတဲ့အခြားတစ်ဖက်မှာလည်းအနက်ရောင်ကဝမ်းနေခြင်းဒီလိုနဲ့တီရှက်အနက်လေးတစ်ထည်ဟာအမောင်တူတယ်ပျောက်ဆုံးသွားခဲ့တယ်ငါကတော့တချို့ညတွေမှာငါအုပ်လေးတယောက်မူးမူးနဲ့ပြောခဲ့တယ်ဟက်ကောင်ဖြစ်လာမှာကဖြစ်လာမှာပဲဖြစ်လာမှာကဖြစ်လာမှာပဲဆိုတဲ့စကားကိုပဲကြားရောင်နေခဲ့မိပြန်တယ်လက်လုံးဝေဦးအောက်တိုဘာ28 2021